ညနေခင်းရဲ့နေဝင်ဖြိုးဖြောက်အချိန်မြို့ပြရဲ့လူသူရှုပ်ထွေးလာတဲ့လမ်းမထက်မှာမိုးဆက်အချို့ကတဖွဲဖွဲစတင်ရွာသွန်းနေပြီဖြစ်သည်မိုးကလည်းရွာချင်မှရွာပါတော့ဒီနေ့မှထီးကလည်းပါမလာဘူးလေညင်းတယောက်စိတ်ပြက်လက်ပြက်ရေယိုရင်းလမ်းဘေးကကော်ဖီဆိုင်လေးတစ်ဆိုင်ရဲ့အမိုးအောက်ထဲသို့အလောတကြီးတိုးဝင်လိုက်ရသည်သူဝတ်ထားသည့်ကုတ်အင်ကြီးအနက်ရောင်ပေါ်မှာမိုးရေဆက်အချို့ခိုတွဲနေပြီးလက်ထဲမှာတော့မနှက်ဖြန်အပီးအယမီရုပ်ရှင်စညွှန်းစာတွေကိုတင်းတင်းကြပ်ကြပ်ပိုက်ထားမိသည်သူသည်အောင်မြင်မှုရရန်ကြိုးစားနေစေဖြစ်သည့်လူငယ်စညွှန်းရေးဆရာတဦးဖြစ်သည်ကော်ဖီဆိုင်တကားဝတွင်မိုးခိုရင်းလမ်းမထက်ကကားမီရောင်စုံကိုငေးကြည့်နေစဉ်အောင်မလေးအာမေဒိတ်တန်လေးတစ်ခုနှင့်အတူမိန်းကလေးတစ်ယောက်လေညင်းရဲ့ဘေးနားသို့အပြေးလွှာရောက်ရှိလာသည်သူမလက်ထဲတွင်စောင်းထားသည့်ထီလေးမှာလေပြင်းကြောင့်လန်ထွက်သွားပုံရပြီးတကိုယ်လုံးလဲမိုးရေအနှဲငယ်ဆူဆွတ်နေသည်လေညင်းလှည့်ကြည့်လိုက်မိချိန်မှာတော့သူ့ရဲ့ရင်ခုန်တန်တွေခဏတာရက်တန့်သွားသလိုခံစားလိုက်ရသည်သူမကတော့အေးဆက်နေသည့်လက်ဖွားနှစ်ဖက်ကိုပုတ်တက်ရင်းချမ်းတုံနေရှာသည်ဒီမှာရော့ဒါလေးနဲ့တုပ်လိုက်ပါလေညင်းဘာကြောင့်မှမသိပဲသူ့အိတ်ကထဲကရှော့ဖို့တန့်စင်ထားသည့်လက်ကင်ပူဝအပြလူရောင်လေးကိုကမ်းပေးမိလိုက်သည်မိန်းကလေးကအံ့ဩတုန်လှုပ်စွာဖြင့်လေညင်းကိုမော့ကြည့်သည်ထို့နောက်ရင်ကျေးပြူငါစွာပြုံးပြရင်းကျေးဇူးတင်ပါတယ်ရှင်အရေးတဲ့ထီးကပြတ်သွားလို့ကိုသူမရဲ့အတန်လေးကဆဲလဲတန်လေးလိုတာယာလွန်းလာသည်ထိုမိန်းကလေး၏နာမည်ကမြမိုးသက်ဖြစ်သည်သူမကပကြီးဆွဲရတာကိုမျက်နှိုးပြီးစိတ်ကူးရင်ဆန်သည့်မိန်းကလေးတဦးသူတို့နှစ်ယောက်ကော်ဖီဆိုင်မိုးအောက်တွင်မိုးခိုရင်းခက်စိမ့်စိမ့်အနေထားကနေစကားဆမြည်ပြောဖြစ်သွားကြသည်လေညင်းရဲ့ဇညွှန်းရရသည့်အကြောင်းအရာများမြမိုးသက်ရဲ့ပကြီးကချက်များအကြောင်းအမှုပညာချင်းနီးစပ်သည့်အတွက်ကြောင့်လားမသိတယောက်အကြောင်းတယောက်မသိစိတ်ကနေစိတ်ဝင်စားမိသွားကြသည်နာယီဝက်ခန့်ကြာတွင်မိုးကတဖြည်းဖြည်းဆဲသွားခဲ့ပြီမိုးဆဲသွားပြီဆိုတော့ကျမသွားလိုက်ပါဦးမယ်ရှင်လက်ကင်ပူဝါအတွက်တကယ်ကျေးဇူးတင်ပါတယ်မြမိုးတက်ကလက်ကင်ပူဝါလေးကိုလျှော်ပြီးမှပြန်ပေးရန်အတွက်လေညင်းရဲ့ဖုန်းနံပါတ်ကိုတောင်းဆိုခဲ့သည်လေညင်းလည်းမငင်းဆန်ပဲသူ့နံပါတ်ကိုပေးလိုက်မိသည်သူမလှည့်ထွက်သွားသည့်ကြောပြင်လေးကိုကြည့်ရင်းလေညင်းရဲ့ရင်ထဲမှာထူးဆန်းသည့်ခံစားချက်တစ်ခုကိန်းအောင်သွားခဲ့သည်ဒါဟာကံကြမ္မာရဲ့အစပြိုးခြင်းလားနောက်တနေ့ညနေလေညင်းရဲ့ဖုန်းမျက်နှာပြင်ထက်တွင်နံပါတ်အစိမ်းတစ်ခုထံမှစာတိုလေးတစ်ခုဝင်လာခဲ့သည်မင်္ဂလာပါမနေ့ကမိုးခုတ်ဖော်ရဲ့လက်ကင်ပူဝါလေးလျှော်ပြီးပါပြီဘယ်အချိန်ဘယ်နေရာမှာပြန်ပေးရမလဲဟင်လေညင်းရဲ့နှက်ခမ်းဖျားတွင်အလိုလိုနေရင်းအပြုံးတစ်ခုဖြစ်တည်သွားရုံတင်မကနှလုံးသားတစ်ခုလုံးလည်းနှွေးထွေးသွားရလေသည်